စူတောင်းနေလို့တော့ရလာမှာမဟုတ်ဘူးစာမွေးပွဲအောင်ကျင်တဲ့ဆိုလို့ရှိရင်လည်းပဲဖြတ်ထွေးဉာဏ်ရှိရမယ်စာကြိုးစားရမယ်စူတောင်းနေုံနဲ့တော့စာမွေးပွဲအောင်လာမှာမဟုတ်ဘူးလောကမှာအောင်မြင်ကြတဲ့တိုးတက်ကြတဲ့ကြီးပွားကြတဲ့ပုဂ္ဂိုလ်အများစုကလည်းပဲစူတောင်းကြလို့တိုးတက်ကြီးပွားသွားကြတာမဟုတ်ဘူးသူတို့မှာစ조사အားထုတ်မှုတွေရှိတယ်ပြဿနာပေါင်းများစွာဒုက္ခပေါင်းများစွာကိုခက်ခက်ခဲခဲနဲ့ကြော်လွှားဖြေရှင်းပြီးတော့မှသူတို့ဟာအောင်မြင်မှုပန်းနိုင်ကိုရကြတာဖြစ်တယ်ဘယ်တထေးမှဘယ်တိုးတက်ကြီးပွားသွားကြတဲ့ပုဂ္ဂိုလ်မှစူတောင်းလို့အောင်မြင်သွားကြတာမဟုတ်ဘူးသူတို့ရဲ့ဘဝမှာအဖိနှိတ်ခံမှုပေါင်းများစွာမျက်ရည်ပေါင်းများစွာကိုယဉ်ပြီးတော့ဒုက္ခပေါင်းများစွာကိုရဲ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 နဲ့ကြော်ဖြတ်လာကြလို့အောင်မြင်လာကြတာဖြစ်တယ်မြတ်စွာဘုရားကငါဘုရားရှင်ကိုအားကိုးကြစူတောင်းကြအလုံးစုံပြည့်စုံချမ်းသာလိမ့်မယ်လို့ဟောထားတာမဟုတ်ဘူးအတ္တဟိအတ္တနောနာထောမိမိတည်တာမိမိဘဝရဲ့အားကိုးရာအားထားရာဖြစ်တယ်ဒုက္ခမျိုးစုံကိုတွေ့နေတဲ့အချိန်မှာလည်းပဲဘသူကကူညီလိမ့်မယ်ဘသူကဖြည့်ရှင်းပေးလိမ့်မယ်ဆိုပြီးတော့ညှော်နှင်းချက်တွေထားမနေနဲ့တဲ့ကိုယ်တိုင်ပဲဖြည့်ရှင်းဒုက္ခတွေကိုကိုယ်တိုင်ပဲကြော်ဖြတ်နိုင်အောင်ကြိုးစားရမယ်တနည်းမဟုတ်တနည်းနဲ့မရရအောင်လဲစ조사အားထုတ်ပြီးတော့ကြော်ဖြတ်ရမယ်ပြဿနာတွေကိုဖြေရှင်းဒုက္ခတွေကိုကြော်ဖြတ်ရင်းနဲ့မှအဲ့ဒီပုဂ္ဂိုလ်ကအတွေ့အကြုံတွေသင်ခန်းစာတွေရလာပြီးအဲ့ဒီအတွေ့အကြုံအဲ့ဒီသင်ခန်းစာတွေကိုပြန်လဲအသုံးချပြီးတော့မဆုံးမနစ်သောဇွဲလုံးလဝရိယတွေနဲ့စ조사အားထုတ်သွားကြလို့အောင်မြင်သွားကြတာတိုးတက်သွားကြတာဖြစ်တယ်အဲကြောင့်ဘဝမှာစ조사အားထုတ်နေရတဲ့သူတွေအနေနဲ့ဘလို့ဒုက္ခမျိုးပဲတွေ့လာကိုယ်တယောက်တည်းကြုံနေရတာမဟုတ်ဘူးကိုယ်တယောက်တည်းကြော်ဖြတ်နေရတာမဟုတ်ဘူးစ조사တဲ့သူမှန်တယ်များဒုက္ခနဲ့တွေ့မယ်ပြဿနာပေါင်းများစွာနဲ့တွေ့မယ်အဲ့ဒီຢာတွေကိုသင်ခန်းစာယူအဲ့ဒီຢာတွေကိုရဲ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 နဲ့ကြော်ဖြတ်နိုင်မှသာလျှင်ကိုလိုချင်တဲ့ပန်းနိုင်ကိုရမှာဖြစ်တယ်အဲ့တော့ဆူတောင်းနေလို့တော့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးအတ္တဟိအတ္တနောနာထောဆိုတဲ့အတိုင်းပဲကိုသာလျှင်ကိုဘဝရဲ့အားကိုးရာအားထားရာဖြစ်တယ်အဲကြောင့်ကိုအားကိုပါဘသူစီကမှဘာကိုမှညှော်လင်းချက်တွေထားမနေပဲနဲ့ကိုသာအားကိုပြီးတော့အခက်အခဲပေါင်းများစွာကိုကြော်ဖြတ်ကြရအောင်